Hi everyone. Speaking English easily ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Effective English speaking pattern ရဲ့အခုနောက် number 6 pattern ကိုဆက်သွားမှာဖြစ်ပါတယ် number 6 pattern မှာဆိုလို့ရှိရင်တော့ I am dying to ရဲ့နောက်မှာ for one ပြီးလိုက်မှာဖြစ်ပါတယ် I am ကျွန်တော်ဒီ dying to သေလူနီးပါးဖြစ်နေပြီ to ရဲ့နောက်မှာ for one ပြီးလိုက်ပါမယ်I am dying to plus for one b ကျွန်မဒီတခုခုကိုသေမတက်လှုပ်ချင်နေတယ်မလုပ်ရရင်တော့ဖြင့်ကျွန်မသေတော့မယ်ကျွန်တော်ကတော့သေတော့မယ်ဆိုတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ် Okay ဆက်သွားကြည့်ရအောင်ဒီနေ့ပတ်သက်တဲ့ဥပမာလေးဆက်သွားမယ်နော် I'm dying to have a diamond necklace I am dying to အဓိပ္ပာယ်ပါလေကျွန်တော်ကတော့သေလူမျောပါဖြစ်နေပြီto ရဲ့နောက်မှာ for one b have have ရရှိဖို့ရယ် a diamond necklaceစိန်လယ်ဆွဲတစ်ခုကိုရဖို့ကျမကသေလူမျောပါရချင်နေတယ်လို့ပြောခြင်းဖြစ်ပါတယ်။ကဲနောက်တစ်ခုကြည့်ရအောင် I'm dying to relax this weekend အဲ့တော့ဆိုရတဲ့သဘောက I'm dying to ကျမအသေးမတက်ဖြစ်နေပါတယ် to relax နော် to ရဲ့နောက်မှာ verb ပြီး relax အနားယူဖို့အတွက် this weekend ဒီ weekend မှာကျမကအနားယူဖို့အတွက်ကိုသေလူမျောပါဖြစ်နေပါတယ်ဆိုရတဲ့သဘောကတော့အရန်ပင်ပန်းနေပြီဒီတစ်ပတ်တော့အနားယူခြင်းနဲ့ဆိုရတဲ့သဘောလေးပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့He's dying to ရဲ့နောက်မှာ get ရရှိဖို့ scholarship from Oxford University အဲ့တော့ Oxford တက္ကသိုလ်ကနေပြီးတော့မှเนาะ scholarship ရရှိဖို့ရန်အတွက်ကျမကသေလူမျောပါကိုရချင်နေတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ကဲနောက်တစ်ခုကြည့်ရအောင် they are dying to get to ရဲ့နောက်မှာ get ရရှိဖို့ an own house for their family an own house ကိုယ်ပိုင်အိမ်တစ်လုံး for their family သူတို့ရဲ့မိသားစုအတွက်သူတို့တွေကသူတို့မိသားစုအတွက်အိမ်တစ်လုံးရဖို့သေလူမျောပါကိုရချင်နေတယ်လို့ပြောခြင်းဖြစ်ပါတယ်။ကဲနောက်ဆုံးတစ်ခုလေးကြည့်ကြည့်အောင် she is dying to နော်ဒီရဲ့နောက်မှာ for one b meet တွေ့ဆုံတဲ့ K-pop stars နော် crazy ဖြစ်တဲ့ K-pop star တွေကိုသူကအရန်ကိုတွေးချင်နေပါတယ်လို့ပြောခြင်းဖြစ်တယ်။အဲဒီတော့ဒီနေရာမှာ I am dying to ပဲဖြစ်ဖြစ်နော် they are dying to ပဲဖြစ်ဖြစ်He's dying to ပဲဖြစ်ဖြစ်ပြောင်းပြီးတော့လဲသုံးလို့ရတယ်ဆိုတဲ့ pattern လေးဖြစ်ပါတယ်။အဲဒီတော့တေလူမျောပါလှုပ်ချင်နေတဲ့အလုပ်လေးရှိရဆိုလို့ရှင်တော့ comment မှာပြန်ပြီးတော့ရေးခဲ့ကြည့်ပါအောင်နော်။ Hello ဒီတစ်ခေါက်မှာတော့ effective English speaking pattern 7ကိုသွားမှာဖြစ်ပါတယ်။ဒီ7ကလည်းပဲအရန်လွယ်ပါတယ်။သူကတော့မေးခွန်းပုံစံနဲ့ pattern လေးပဲဖြစ်ပါတယ်။တော့ is it နဲ့သွားတယ်။ is it ဆိုတော့တစ်ခုတည်းကိုမေးချင်တာပေါ့နော်။ is it possible toသူရဲ့နောက်မှာ for one ပြီးလိုက်မယ် for one ပြီးရဲ့နောက်မှာ preposition ဆိုရဲ in in when on to do for with တို့စသဖြင့်เนาะ preposition အချိန်နေရာပြတဲ့စကားလုံးလေးတွေသုံးမယ်ဒါမှမဟုတ်လို့ရှင်လည်းပဲအချိန်နေလိုက်ပြီးတော့မေးခွန်းမေးလို့ရပါတယ်အဲ့တော့ is it possible to ရဲ့အဓိပ္ပာယ်ကဘာလဲတစုံတစ်ခုကိုလုပ်ဖို့ဖြစ်နိုင်မလားဒီလိုမေးခွန်းလေးတွေမေးခြင်းဖြစ်တယ်အဲ့တော့ကြိုတင်မှာယူခြင်းတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်စုံစမ်းမေးမြန်းခြင်းတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အခွင့်တောင်းချင်တာပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင် is it possible to plus for one ကိုသုံးလို့ရပါတယ်เนาะကဲဒါဆိုရင် is it possible to နဲ့စတဲ့တို့ရဲ့မေးခွန်းလေးတွေကိုလုပ်ကြည့်အောင်ဥပမာလေးစမယ်เนาะအဲ့တော့ is it possible to book a ticket to Ngapali ကိုသွားဖို့ticket တစ်စောင်ကို book လုပ်တယ်ဆိုတာကကြိုတင်မှာယူပြီးတော့မှ booking တင်ထားလို့ရမလားဖြစ်နိုင်မလားလို့မေးခြင်းဖြစ်တယ်เนาะနောက်တစ်ခုကတော့ is it possible to သူရဲ့နောက်မှာ see for one be your parents on Sunday ဒီ Sunday မှာမင်းရဲ့မိဘများကိုတွေ့ဖို့ဖြစ်နိုင်မလားလို့မေးခြင်းဖြစ်တယ်နောက်တစ်ခုကတော့ is it possible to still 2 nights here ဆိုတဲ့သဘောက here ဆိုတော့ဒီမှာပေါ့နော်အဲ့တော့ is it possible to ရဲ့နောက်မှာ still ဆိုတဲ့ for one လိုက်ပြီးတော့မှ 2 nights here အဲ့တော့အချိန်တွေကိုပြထားတယ်ပေါ့နော်အချိန်လိုက်တယ်ပေါ့2 nights ဆိုတဲ့အချိန်ပေါ့နော်အဲ့တော့ 2 nights here ဒီမှာ2ရက်လောက် stay နေဖို့ဟုတ်တယ်နော် is it possible to ဆိုတော့ဖြစ်နိုင်မလားနောက်တစ်ခုကတော့ is it possible to ရဲ့နောက်မှာ find out ရှာဖွေဖော်ထုတ်မယ် more information information သတင်းအချက်အလက်ကိုဒီထက်ပိုပြီးတော့များရှာဖွေလို့ရနိုင်အောင်မလားလို့မေးခြင်းဖြစ်တယ်အဲ့တော့ဒီနေရာမှာ to find out ပြီးတော့ more information လိုက်ပါเนาะနောက်တစ်ခုက is it possible to ရဲ့နောက်မှာ pay တယ် for one be with credit card အဲ့တော့ credit card နဲ့ပတ်စံပေးချေလို့ရသလားလို့မေးခြင်းဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အခုသုံးသွားတဲ့is it possible to ရဲ့နောက်မှာ for one ပြီးလိုက်ပြီးတဲ့အခါမှာ a ticket to Ngapali တခုနောက်တစ်ခါကျတော့ your parents on Sunday
နောက်တစ်ခုကကျတော့ still tonight အချိန်တွေပေါ့နော်အချိန်တွေလိုက်တာတွေတွေ့ရမယ်နောက် with credit card ဆိုရင်လည်းပဲ with ဆိုတဲ့ preposition လိုက်တာတွေတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအရေးကြီးဆုံးသင်ကြားရမယ့်အပိုင်းကတော့ is it possible to plus verb 1 be နောက်ကနေကတော့ preposition နဲ့တော့၎င်းအချိန်နဲ့တော့၎င်းလိုက်ပြီးတော့မေးခွန်းလေးတွေမေးလို့ရပါတယ်လို့ပြောချင်ပါတယ်ကဲဒီတစ်ခါမှာ effective English speaking pattern 8နော် how long have you plus verb 3ဒီပုံစံလေးကိုဆက်ပြီးတော့လေ့လာကြည့်မယ် how long အချိန်ကြာတဲ့အချိန်ကိုမေးချင်တာပါ have ရဲ့နောက်မှာကတော့ဒါထုံးစံတိုင်းပဲ verb 3လိုက်နေကြဖြစ်တယ်ဒါဖြစ်ပြီးတဲ့ဟာတွေကိုပြန်ပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်တော့ have plus verb 3ကိုသုံးရတယ်အဲ့တော့ how long have you plus verb 3နဲ့မေးခွန်းလေးမေးမှာဖြစ်တယ်အဓိပ္ပာယ်ကတော့ဒီ verb 3ကိုသုံးလိုက်မဲ့ verb 3ကိုလုပ်နေတာဘယ်လောက်ကြာပြီလဲလို့မေးချင်တာမျိုးပေါ့နော် how long have you plus verb 3 okay နော်ဒါလေးကို pattern 8မှာလေ့လာကြည့်ရအောင် how long have you plus verb 3နဲ့ပတ်သက်တဲ့ example လေးလေ့လာကြည့်မယ်ပထမဆုံးတစ်ခုကတော့ how long have you been attending here ဒီနေရာမှာ have ရဲ့နောက်မှာ verb 3ဖြစ်တဲ့ be and been ကိုသုံးထားတယ် be and been ဆိုတာဒီ verb to be ရဲ့ verb 3ဖြစ်တယ်အဲ့တော့ရှိခဲ့ပြီးပြီဖြစ်ခဲ့ပြီးပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့ how long have you been ဆိုတော့ဒီမှာရှိခဲ့တာဖြစ်ခဲ့တာ attending here ဒီနေရာမှာ here ဆိုတော့ဒီမှာ attending ကတက်ရောက်တာအဲ့တော့ attending here ဒီ attend မှာတက်နေတာဘယ်လောက်ကြာပြီလဲလို့မေးခြင်းဖြစ်တယ် how long have you been attending here နောက်တစ်ခု how long have you သူရဲ့နောက်မှာ still verb 3လိုက်တယ်နေတာနေခဲ့ပြီးတာ in Singapore so how long have you stayed in Singapore စင်ကာပူမှာနေတာဘယ်လောက်ကြာပြီလဲလို့မေးခြင်းဖြစ်တယ် how long have you wait for the bus ကားကိုစောင့်နေတာဘယ်လောက်ကြာပြီလဲလို့မေးခြင်းဖြစ်တယ်ဒီနေရာမှာ verb 3ကို wait ကိုသုံးသွားပါတယ် how long has he smoked ဒီနေရာမှာ how long has ဘာဖြစ်လို့ has သုံးတာလဲသူရဲ့နောက်မှာလိုက်မယ် subject ဒီ he ဆိုတဲ့တခု noun ဖြစ်တဲ့အတွက်ကြောင့်မလို့တို့က has ကိုပြောင်းသုံးထားခြင်းဖြစ်တယ်ထုံစံတိုင်းပဲ has have ရဲ့နောက်မှာ verb 3လိုက်တာဖြစ်မလို့ smoke ဆိုတဲ့ verb 3ကိုပြောင်းထားပါတယ် how long has he smoked သူစလိတ်တောက်တာဘယ်လောက်ကြာပြီလဲလို့မေးခြင်းဖြစ်တယ် how long has she cooked for dinner သူမဒီ dinner ချက်နေတာဘယ်လောက်ကြာနေပြီလဲလို့မေးခြင်းဖြစ်တယ်အဲ့တော့ဒီနေရာမှာ she လို့တယောက်တည်းကိုမေးရတဲ့အတွက်ကြောင့်မလို့ has ဆိုတဲ့ has have တဲ့က singular verb ကိုသုံးထားတယ်သူရဲ့နောက်မှာ cooked verb 3ကိုသုံးထားတယ် how long has she cooked for dinner သူမ dinner ချက်နေတာဘယ်လောက်ကြာပြီလဲလို့ပြောခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီ pattern 8နဲ့ပတ်သက်တဲ့ exercise တွေကိုလည်းပဲကိုယ့်အကူလည်းလုပ်ကြည့်ကြပါအောင်နော်